လိုက်စာ TV ရဲ့စနေနေ့ညသတင်းတင်ဆက်မှုအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာတွေကတော့စစ်ကောင်စီတပ်မှအရက်သားပြည်သူရှိတဲ့ကျေးရွာဘက်လက်နက်ကြီးပစ်ခတ်ဘုံကျဲမှုများပြုလုပ်တဲ့တဲ့။ဦးတော်ဘက်မှစစ်ဆောင်ပြည်သူမြစ်ချနာမြို့အတွင်း2000ကျော်ရောက်ရှိနေတဲ့တဲ့နဲ့မိုးလာတန်းကျုံကြောင်ကလေးငယ်များနဲ့အကြောင်းတာမိဘဆရာများပူးပေါင်းကရိုးရာရင်ကျိမှုပဒေတာကပွဲကျင်းပတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မမွန်ကြပါရှင်။ KIA အမတ်နှစ်တပ်မဟာအမတ်ဆက်လက်တိုက်ရင်နေမြေမှာဒီကနေ့ဖေဖော်ဝါရီလ16ရက်နေ့မနက်တနင်္ဂနွေမိနစ်30အချိန်ခန့်ကစစ်ကောင်စီတပ်ဇက်လက်ရင်တစီဘုံကျိတက်ခတ်ခဲ့ကြောင်းတင်ရရှိပါရယ်မိတ်ချီလာဘက်မှတက်လာတဲ့၎င်းတိုက်လေရင်ဟာ KIA အမတ်ဆက်လက်တိုက်ရင်နေမြေတွင်ရှိဝါခါမော်နဲ့အနီးတစ်ဝိုက်မှာဘုံကျသွားတယ်လို့သိရပါရယ်ပြည်သူလူထုထိခိုက်တာတွေမရှိပေမဲ့လေစိုးရင်ကြောက်ရွံ့နေကြတယ်လို့သိရပါတယ်။ KIA အမတ်ကို44တိုက်ရင်နဲ့မြေဖက်ကလမ်းပေါ်ရှိနိုင်ရကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေလေဖေဖော်ဝါရီလ26ရက်နေ့17နာရီအချိန်ခန့်ကစပြီး9မိုင်လမ်းခွဲကြောက်ထုနဲ့မအူပင်ကျေးရွာဘက်80မမလို့ယူဆရတဲ့လက်နက်ကြီးများလမ်းပစ်ခတ်နေကြောင်းသိရပါတယ်။ဒီခတ်လိုက်တဲ့လက်နက်ကြီးများဟာမအူပင်ကျေးရွာအနီးရှိတောင်ယာတွေမှာကြာရပောက်ကွဲခဲ့တဲ့အတွက်အရက်သားပြည်သူထိခိုက်မိကိုဒေတာခတ်များဆိုရင်နေကြပါရရှင်။တိုက်ပွဲကြောင့်ပူတာအောလုံရှာရံနဲ့စွန်ပီယန်ကျေးရွာမှာရွာသား2000ကျော်ဟာမိချနာမြို့အတွင်းဆစ်ဆောင်နေကြရကြောင်းလုံမှုကုံကြီးရဲ့ဖွဲ့စည်းများထမှသိရှိရပါတယ်။ဆစ်ဆောင်လာတဲ့ပြည်သူများဟာဆစ်ဆောင်စကန်တီးတတ်မရှိတာကြောင့်နိဆက်ရဆွေမျိုးအိမ်တွေမှာနေကြရတာဖြစ်ပြီးအချိန်ကြာလာလေနေရာထိုင်ခင်းမကအစားအသောက်များထိပါအခက်အခဲရှိလာနိုင်ကြောင်းထပ်ပြီးမိချနာမြို့တို့ဆစ်ဆောင်လာသူများလည်းရှိနေတဲ့ကြောင်းလုံမှုကုံကြီးရဲ့အတေးများကပြောပါတယ်။နောက်ဆုံးရရှိထားတဲ့စီးများအရာမိချနာမြို့အတွင်းလုံရှာရောင်မှအိမ်ထောင်စုနေရကွန်စွန်ပီယောင်မှအိမ်ထောင်စု130ခွန်ဖြစ်ပြီးစုစုပေါင်းအိမ်ထောင်စု300ကျော်ရှိနေပြီဖြစ်ကြောင်းနဲ့အချို့ကတောတောင်တွေထဲစစ်ဆောင်နေကြရသူတွေလည်းရှိကြောင်းသိရပါတယ်။ KIA နဲ့စစ်ကောင်စီတပ်တို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ1ရက်နေ့မှစွန်ပီယောင်လုံရှာရကျေးရွာများဘက်တို့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီမှကျေးရွာအတွင်းဝင်ရောက်ကအကြောင်းမဲ့ပြစ်မဲ့ပြည်သူများကိုပစ်တက်ခြင်းလေရင်နဲ့ပြည်သူများရှိရာကျေးရွာနေအိမ်များကိုရည်ရွယ်ချက်ရှိဘုံကျိချင်းများပြုလုပ်နေကြောင်းလည်းသိရပါတယ်ရှင်။ရှေ့ရန် IDP ကတ်မှာဖွင့်လှစ်တင်ကြားနေတဲ့ကစီနီဂျာမူလာတန်းကျိုကျောင်းမှာဖေဖော်ဝါရီလ25ရက်နေ့ကမူဂျူကျောင်းကလေးငယ်များနဲ့ကျောင်းသားမိဘများဆရာများပူးပေါင်းကရိုးရာရင်ကျိမှုပဒေတာအကပွဲပြုလုပ်ကျင်းပခဲ့တယ်လို့သိရပါတယ်။ကချင်မျိုးနွယ်စုမှာပါဝင်တဲ့လူမျိုးတိုင်းရဲ့ရိုးရာရင်ကျိမှုများကိုစာသွေးတင်ကြားပေးထားပေမဲ့ကလေးများငယ်စဉ်ကလေးကမိမိလူမျိုးစုတွေရဲ့ရိုးရာအကအလားတွေကိုလေးစားမျက်နှာတံဖို့ထားတည်ရှိရန်မနောင်ထုံကကွာရှေကြာကောအကများကိုကျောင်းသားမိဘများကဥဆောင်ပြီးအတူတကွလေးလာတင်ယူကြတာဖြစ်တယ်လို့ကျောင်းဆရာမကြီးလဖိုင်ပေါရာကပြောပါတယ်။ရိုးရာရင်ကျိမှုပညာရပ်ကိုရခိုင်နှစ်တွေကစာတွေ့တာသင်ကြားပေးနိုင်ပေမဲ့ယခုနှစ်မှာတော့ကျောင်းသားမိဘများနဲ့အတူတကွပူးပေါင်းကလက်တွေ့သင်ကြားပြသနိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။ကစီနီဂျာမူလာတန်းကျိုကျောင်းကို KIO အမျိုးသမီးရေးရာအဖွဲ့မှကြီးမှုဖလစ်ထားတာဖြစ်ပြီးKBC HDD မှလည်းထောက်ပံ့ပေးနေတဲ့အကြောင်းတစ်ကြောင်းဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။လိုက်စာ TV ရဲ့ပမာကျင်းသားပါရာဖင်တင်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကာယစိတ်ဓာတ်နှဖျားတော့ဒုက္ခပြီးဝပြီးကာယောဂမောင်မှကင်ဝေးနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။